မောင်လေးတက်ဘယ်လောက်လဲ20ပါဗျအော်ငယ်သေးရပဲနော် Oh no အမတက်ကရောအမတက်ကပိတ်ရပါစက်အမတက်ကမောင်လေးပါလို့ပြောမှမလားဒီလိုနည်းနဲ့နွားဖန်လာဘယ်နှကောင်ရှိနေမောင်လေးကလည်းအမဆိုတားပြောတာပဲ1000ပြည့်ဖို့တစ်ကောင်နဲ့လို့တော့အားကြောင့်မောင်လို့လာဖမ်းတာ哎呦我的妈မေအမေပြောတော့လေတားငငယ်လေးတွေကအဖေကဆုံးသွားတာဆိုဟုတ်တယ်လေတားရဲ့နေ2တန်းလောက်တော့မှအဲ့တော့ဘယ်သိန်းချိုင်းမှတကြိုတာဟဲ့ဆုံးတယ်ဆိုတာငါအပေါင်3လိုက်လို့ဆုံးသွားတာအပေါင်ခံတဲ့မိန်းမအပေါင်ဆုံးပြီဆိုပြီးနေဖေကိုယူလိုက်တာငါလည်းနားအေးတယ်ဆိုပြီးထားလိုက်တယ်哎呦我的妈ဟဲ့အရန်ပူတာပဲနော်နင်ပြောသလောက်လည်းမပူပါဘူးဟဲ့အေးလို့ငါတို့ကအရက်ရှည်တော့ပူမှာပေါ့နေတို့ကကြပုတွေဆိုတော့နေနဲ့ဝေးနေ哎呦我的妈မင်းတို့ငါသိလားသိမင်းတို့တင်းသားတွေ TV ထဲမှာငါ့ကိုတွေ့ဘူးလားတွေ့ဘူးအောင်ဟမ်ဘယ်တွေ့ဘူးမလဲကွာငါတင်းသားတွေလို့ TV ထဲတော့မှပါမမပါဘူးလားဘယ်လိုလုပ်တွေ့ဘူးမလဲမိမပန်းမင်းတစ်ချိန်လုံးတက်တော့ပဲစော်နေနော်အိမ်မှုကိစ္စတွေလင်းဟင်းနေတယ်မင်းကြတတိထားကိုကလည်းထင်မီလူတိုင်းတက်တော့ဆော်ကြတယ်လေကိုမိမခက်နေညီနေတာကိုဂုံယူလိုက်စမ်းပါအော်အဲ့လိုလားအဲ့ဆိုဆော့မင်း哎呦我的妈နှိမ်လို့ရပြီလားနင်းလို့ကျင်တတ်ပြီလားခမရတို့အလှက်ပြီးကျုပ်အလှက်နော်ကျုပ်တော့ငါလို့မငိုကြီးနေတိုင်းအလုပ်တွေလုပ်နေရတော့အစုမိဆောင်းမိညာရှိမလားမှတ်တယ်ဒီရုပ်ချိုးလာတာပဲအဖက်တင်တယ်အယောဒီမှာရဲစကန်သွားလိုက်အဲ့မှာပန်ရှင်မဲ့တွေဖမ်းရတာအများကြီးပဲနော်ထောင်ထဲရောက်ထွက်ရမှာမဟုတ်တာကြီးမိမလည်းမရှိဘူးရီးစားဆိုလည်းမရှိဘူးခလေး3ယောက်အဖေပါခလေး3ယောက်အဖေပါအယောဒီမှာယောက်ျားပြန်လာပြီလားအေးမိမရှင်းကျွန်မဝမ်းသာကြတင်းပြောစရာရှိရကျွန်မကကိုဝင်3လရှိနေပြီတကယ်ပေါ့ငါကွာခမဟုတ်သေးဘူးလေမိမကိုတို့မင်လာကောင်းတဲ့နေ့ဆရာမပြောရလေကို့မှာကလေးမရနိုင်ဘူးတဲ့ရှင်းရဒီလိုချိန်မှာဆက်ညစ်စရာမတွေးသမ်းပါနဲ့ပြောစရာရှိရပြောလိုက်စမ်းပါညီမတို့မီတာကဒီလားဘယ်လောက်ကြလဲ9000လောက်ကြတယ်ကိုရဲ့ကုန်ကြစိတ်တွေများနေပါဗောကိုတို့အိမ်မှာလာပေါင်းနေပါလားဘယ်သွားနေရတော့နေတွေတော့ပူနေတာတပည့်တိုင်းသွားနေလေဘာဖြစ်လို့အပြင်မှာခရမ်းရောင်လုံးကြီးရဲ့လွင့်နေတယ်ခင်းလွန်ရောင်ကြီးပါဟာအယောဒီမှာအမှန်အတိုင်းပြောရရင်ကျွန်တော်ခမရကိုစိတ်မချဘူးဗျာသူများပေးတဲ့ကဏ္ဍတွေအယုံလွယ်ပြီးထိုးနေမှာစိုးလို့ဆိုင်ကနေလို့တနေ့ဘယ်လောက်ရမင်းလည်းတောင်းပဲမဟုတ်ပါဟာနောက်တော့မေးမယ်ပြားတိုင်းလိုက်ဖို့တက်တော်ပေါ်မှာငါတို့လူ40 50ရွယ်တွေတောင်မှဖလန်းထောင်ဆော့နေတာအခု19 20ကလေးတွေကိုကြည့်လိုက်သူတို့ကြည့်ရင်အားကိုမရဘူးရှင်တို့ကျမတို့အရွယ်တွေကမိဖို့ကြောင့်နဲ့ကလက်ခုစုပ်လိုပဲဘလောက်ဖို့မပြောင်းတော့ဘူးလေအဲ့တော့စောကျင်လို့စောကိစ္စမရှိဘူးမောင်လို့ဟဲ့ခေါ်နေမကြဘူးလားဗျာလူမသွားလို့အယောဒီမှာဆောင်းနေဒီမှာညီမလေးဘဝမှာတစ်ခါမှမရဘူးတဲ့ချီချင်းမျိုးကြီးလိုချင်တာဘဲမှလိုက်မရှာနဲ့ကိုကြီးရင်ဝင်နဲ့အပြေးလာခဲ့လိုက်
အိမ်ကမိန်းမမသိစေနဲ့ Eva me no le chiste, ella me no le chiste,